အားလုံးပဲမင်္ဂလာပါ United Shore နေ့ကြိုဆိုပါရစေဒီတစ်ပတ်စနေမှာကစားမဲ့ United နဲ့ Forest ရဲ့ပွဲစဉ်ကိုပွဲချွတ်တွန်းချင်ပါတယ်အဲ့ဒီပွဲမှာ Bruno ကပဲ assistant တွေရမလား Cassia ပဲခေါင်းတိုင်းကိုးနဲ့ United ကိုနှုတ်ဆက်မလားပြီးတော့ကားရဲ့ဘာတွေလုပ်ပြအောင်မလဲဒီပွဲကိုကျွန်တော်ရင်ခုန်စွာစောင့်မျှော်မှာဖြစ်ပါတယ်ဒီပွဲကိုမတွန်းတတ်ခင်မှာပြီးခဲ့တဲ့ပတ်ကရှင်မြန်ကစားခဲ့တဲ့ Southampton နဲ့ United ရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ပြောချင်တယ်အဲ့ဒီပွဲမှာဆိုရင် Casio လမ်းမှာမထည့်ဘဲနဲ့သူ့ရဲ့နေရာမှာ Maximum ကိုလမ်းထုတ်ပြီးပွဲထွက်လာခဲ့တယ် Casio ပါတဲ့ကွင်းလေဟာတော်တော်လေးကိုတိတာနေပါတယ် Maximum က Casio လည်း clean sheet မပေးနိုင်ဘူး Taxi bank ကိုလည်းကောင်းကောင်းကြီးမပန်ဖို့ပေးနိုင်ဘူးပြီးတော့long ball ရဲ့သူစီကထွက်လာတာမမြင်ရဘူးအဲ့ဒီပွဲမှာဆိုရင် Manu နဲ့ Bruno ကတော်တော်ဝင်ပြီးခဲ့တယ်Manu ကလည်း Casino clean sheet ကောင်းမရဘူးအဲ့တော့ Bruno ကပဲTaxi ရောကိုယ်ရောသူတနေရာသလိုစင်ကစားရတယ်တက်ကစားရတယ်အဲ့ကြောင့်မို့ Bruno ကသူကစားနေချက်တဲလို့မှလည်းသူကောင်းကောင်းမကစားခဲ့ရဘူးအဲ့တော့ Bruno က assistant တွေမရတော့ဘူးTaxi bank ကိုလည်းကောင်းကောင်းကြီးမပန်ဖို့ရတော့ဘူးအဲ့ကြောင့်မို့ Taxi bank လည်းတိတ်ပြီးမမြန်တော့ဘူးအရင်လိုအားရစရာမကောင်းတော့ဘူးအရင်လိုအားရစရာမကောင်းတော့ဘူးZiki ကလည်းသူစစ်ကိုညမှာဝင်ကစားတယ်စစ်ကိုလို့သူကအမ်ဘူမိုကိုညတို့နဲ့ကောင်းကြီးအချိတ်ဆက်မိမကစားနိုင်ဘူးမေကွန်ထိုးလာရရှိရကစီမပန်တဲ့နောက်ရသည် United တို့ဘလို့ရှစ်ဆက်မလဲဆိုတော့မေကွန်ထိုးလာရဖြစ်လာတယ်မကကားရတော့ဒီဘလို့ကစားသမားမျိုးတွေကိုရောင်းထုတ်တင်နေဆိုတာဒီအဲ့ဒီပွဲစဉ်ကကောင်းကြီးကိုတက်တည်ပြသွားခဲ့တယ်ကျွန်တော်တို့ United နဲ့ Forest ရဲ့ပွဲစဉ်ကိုပြန်သွားရအောင်ဒီတပတ်ကစားမဲ့ Sunday နေ့မှာအဲ့ဒီပွဲစဉ်မှာဆိုရင်Old Trafford မှာ United တို့နောက်ဆုံးလက်ခံကစားမဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲပြီးရင်Brighton အင်္ဂလန်ကိုတော့ကစားပြီးတော့ယာတီပိတ်သိမ်းသွားမှလည်းဖြစ်တယ်ဒီပွဲစဉ်မှာ Michael Carrick United ရဲ့လမ်းကိုဘယ်လိုထုတ်တွန်းလာမလဲအရင်လိုပဲပြီးခဲ့တဲ့ဘက်ကလိုပဲထုတ်တွန်းလာမလားဆိုတော့ကျွန်တော်တို့ရင်ခုန်တာစောင့်မျှော်မှာဖြစ်ပါတယ်ကျွန်တော်ထင်တော့ဒီပွဲစဉ်ကCassiaရဲ့နောက်ဆုံး Old Trafford မှာကစားမဲ့ပွဲစဉ်ဖြစ်လို့မလို့ဒီပွဲစဉ်မှာတော့လူစင်းအကောင်းဆုံးလူစင်းနဲ့ထွက်လာမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့Bruno ကလည်းဒီဘက်မှာ assistant တွေရမလားဆိုတော့ကျွန်တော်ရင်ခုန်တာစောင့်မျှော်မှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာCassiaနောက်ဆုံးကစားမဲ့ပွဲစဉ်တော့ကျွန်တော်ဒီအမှတ်နဲ့